ဟဲ့ငါတို့တိုင်းပြည်တစ္ဆာဒိတ်တံပြုပါမည်တောင်းရင်တစ်ခုကိုမှတ်တီးဖြက်စီးမဲ့ရန်သူဘာသာတို့တဲ့စီတန်းကရက်မည်မြန်မာနိုင်ငံမှာလေလူမျိုးက10မျိုးတိုင်းရင်းသား135မျိုးပဲရှိတယ်ဒီစာရေးကပြောတယ်နော်သူစိတ်ရှုပ်မခံနိုင်ဘူးနဲ့နော်ဒီစာရေးတိုင်းပဲဆိုတာမရဘူးအားတို့နိုင်ငံကိုလှုပ်ရှားလို့ရတယ်လို့ပြောလို့နေလို့မရဘူးလူမျိုးက10မျိုးတိုင်းရင်းသား135မျိုးအဲ့တိုင်းပဲသွားပါမယ်အကုန်လုံးတို့ပြည်သူတွေညီရလားညီတယ်ဟဲ့တစ္ဆာဒိဋ္ဌံပြုရမယ်ငါဖះရဲ့သာသနာတဲ့နှစ်ပေါင်း9000ထိခံတယ်ငါတို့ရဲ့သာသနာငါတို့ရဲ့ဘာသာကနှစ်ပေါင်း9000ထိခံတယ်လို့မြတ်စွာဘုရားဟောခဲ့တယ်အဲ့ဒါကြောင့်မို့လို့ငါတို့ရဲ့သာသနာဘယ်တော့မှကွယ်ပြတ်သွားမှာမဟုတ်ဘူးနော်နှစ်ပေါင်း9000ခံမှာကိုယ်နိုင်ငံရဲ့ပစ္စည်းမှာတန်ဖိုးရှိတယ်လို့မထင်နဲ့နော်ငါတို့နိုင်ငံပစ္စည်းတွေလည်းတန်ဖိုးရှိတယ်ငါတို့နိုင်ငံမှာသဘာဝတရားစာဓာတ်တွေနဲ့တွင်းထွက်တွေမှာအများကြီးပဲတန်ဖိုးရှိတယ်ကိုယ်နိုင်ငံပစ္စည်းပဲတန်ဖိုးရှိတယ်လို့မထင်နဲ့နော်မှတ်ထားငါဖះရဲ့မြတ်စွာဘုရားကပြိဋိဘံမဆန်ခဏီမှာဟောခဲ့တယ်ငါဖះရဲ့သာသနာကနှစ်ပေါင်း9000လောက်ခံမှာတဲ့ငါတို့ရဲ့ဘာသာနှစ်ပေါင်း9000ခံမှာအဲ့ဒါမြတ်စွာဘုရားပြိဋိဘံမဆန်ခဏီမှာမြတ်စွာဘုရားဟောခဲ့တာမရဘူးတိုင်းရင်းသား135မျိုးပဲနေလို့မရဘူးသစ္စာရေးကိုပြောတယ်လို့ပဲငါစိတ်ချုပ်တာမခံနိုင်ဘူးတဲ့အဲ့ဒါသစ္စာရေးတိုင်းပဲခံလိုက်မတက်နိုင်ဘူးဖြည့်စင်းမရှိဘူးဖះဆွမ်းတယ်လူချင်းမရတယ်သူကလူချင်းမင်းကိုယ်တိုင်ရတယ်စွမ်းတာလေဘာမှလုပ်လို့မရဘူးကျေးဇူးတင်ပါတယ်အားလုံးလက်ခံကြလို့ရှိရင်ဝါစုလာပြည့်နေနော်ဖုံချောင်းသွားဖို့လည်းမမေ့ကြနဲ့အောင်ဘာသာတို့တက်စီတန်းကရက်မည်အပျော်ပါးတွေတောင်ကစားရေးကြောင့်ပွဲစီပြီးတော့ဖုံချောင်းကြလို့ရှိရင်တော့မသွားဘဲနဲ့လည်းမနေကြနဲ့အောင်သွားကြအောင်ကုံလုံးကိုပြောတာမြတ်စွာဘုရားကပဋိနိဗ္ဗာန်မဆန်ခဏီမှာဟောခဲ့တယ်ငါဖះရဲ့သာသနာတော်ကနှစ်ပေါင်း9000ကျော်ခံမှာတဲ့အဲ့ဒါကလည်းဖုံးကြီးတွေနဲ့ပြည်သူတွေစီမှာလည်းတာဝန်ရှိတယ်အဲ့ဒါကြောင့်မလို့သစ္စာရေးအတိုင်းပဲစွမ်းသစ္စာရေးပဲဖြစ်ရမယ်ဖះကတန်ခါရတာဘာမှလုပ်လို့မရဘူးငါတို့ဖះနိုင်တဲ့သူဘယ်သူမှမရှိဘူးသူတို့ဖះစွမ်းနေတယ်ပြောတယ်မို့သစ္စာရေးတိုင်းပဲစွမ်း